Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Premium Pro မှာ Fraction Free Frame Effect တခုဘယ်လိုလုပ်ရမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးတန်းလိုင်းထဲမှာကျွန်တော်ဗီဒီယိုတစ်ပုဒ်ဆွဲထည့်ထားပါတယ်။ဒီဗီဒီယိုရဲ့ဘယ်နောက်ကိုကျွန်တော်က Free Frame လုပ်ချင်တာလဲလုပ်ချင်တဲ့နေရာလောက်ကိုရက်ပေးလိုက်ပါ။ Okay ကျွန်တော်ဒီနားလောက်ကို Free Frame လုပ်မယ်ပေါ့နော်။လုပ်မယ်ဆိုရင်ဒီဗီဒီယိုပေါ်ကို right click လေးနှိပ်လိုက်ပါ။နှိပ်ပြီးသွားရင် Insert Frame ကို second ဆိုတာရှိပါတယ်။အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီလိုလေးပေါ်လာပြီဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ကဒါလေးတွေကို frame တစ်ခုစီကိုတစ်ပိုင်းပိုင်းမှာပဲဖြစ်ပါတယ် frame တစ်ခုရှိမှဆိုရင်တော့ keyboard ပေါ်ကညာဘက်ကိုသွားတဲ့ arrow လေးကိုနှိပ်လို့လည်းရလို့ step forward 1 frame right ဆိုတဲ့ဒီ button လေးကိုလည်းနှိပ်ပြီးတော့ရွှေ့လို့ရပါတယ်ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင် razor tool လေးကိုယူပြီးတော့တစ်ချက်ဖြတ်လိုက်ပါမယ်ပြီးရင်တစ်ချက်နှိပ်မယ်တစ်ချက်ဖြတ်မယ်ဒီလိုပုံစံမျိုးအပိုင်းလေး10ပိုင်းကျွန်တော်တို့ပိုင်းမှာဖြစ်ပါတယ် okay အပိုင်း10ပိုင်းပိုင်းမှုရဆိုရင်တော့ဒီနောက်ကပိုနေတဲ့အပိုင်းကိုဖြတ်ပစ်လိုက်ပါပြီးရင်ဒီဗီဒီယိုကိုပြန်ပြီးရှေ့ကိုဆွဲကပ်လိုက်ပါကပ်ပြီးသွားပြီဆိုရင်တော့ပိုင်းထားတဲ့အပိုင်းလေးတွေကို effect လိုက်ထည့်ရမှာဖြစ်ပါတယ်။ဘာ effect ထည့်ရမလဲဆိုရင်တော့ store light ဆိုတဲ့ effect ပဲဖြစ်ပါတယ်။ effect ထည့်မယ်ဆိုရင်တော့ဒီဘက်ဘေးက effect panel လေးကိုတော့ကပြီးရင် search box မှာ store light ဆိုတဲ့ effect လေးကိုရိုက်ရှာလိုက်ပါ။ကျွန်တော်တို့ကဒီအပိုင်းလေးတွေက2 4 6 8ဆိုတဲ့ဗီဒီယိုတွေကိုပဲလိုက်ထည့်မှာပဲဖြစ်ပါတယ်။ Okay ပထမဆုံး2ဗီဒီယိုပြီးရင်4ဗီဒီယို6ဗီဒီယိုပြီးရင်10ခုမြောက်ဗီဒီယိုတွေကိုကျွန်တော်ထည့်ပြီးသွားပြီဖြစ်ပါတယ်။ထည့်ပြီးသွားပြီဆိုရင်ခုနကထည့်ထားတဲ့နံပါတ်2ဗီဒီယိုကိုတစ်ချက်နှိပ်ပါနှိပ်သွားရင်ဒီမှာ copy ဆိုတဲ့နေရာမှာ different ကိုနှိပ်ပေးလိုက်ပါပြီးရင်နံပါတ်4ဗီဒီယိုကိုသွားပြီးသွားရင်လည်း copy ဆိုတဲ့နေရာမှာ different ကိုရေးပေးမယ်နံပါတ်6ဗီဒီယိုပြီးနံပါတ်10ဗီဒီယို copy ဆိုတဲ့နေရာမှာ different ကိုရေးပေးမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အစလေးပြန်ကြည့်လိုက်မယ်ဆိုရင် Fraction Free Frame Effect တခုရတာပဲဖြစ်ပါတယ်ကျွန်တော် channel ကိုလည်း subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်